မိသားစုဘဝလေးတီထောင်လိုက်ပြီဖြစ်တဲ့မြမပထမဆုံး MMA Fighter အမျိုးသမီးအန်တိုနီယာOne Championship ရဲ့အစောပိုင်းကာလတွေကိုသိမိလိုက်သူတွေသာသူမကိုမှတ်မိကြပါလိမ့်မယ်။သူမဟာလည်း Veronica လိုကရန်သူတယောက်ပါပဲ။ One Championship မှာဝင်ထိုးခဲ့တဲ့ပထမဆုံးမြန်မာကိုစားပြု MMA Fighter အမျိုးသမီးကသူမပဲဖြစ်ပါတယ်။သူမရဲ့နာမည်ကဘိုဇီနာအန်တိုနီယာပါ။ One Championship ရဲ့အစောပိုင်းကာလတွေတုန်းကအန်တိုနီယာရဲ့နာမည်ဟာတကယ့်ကိုချမ်းတော့ဖြစ်ခဲ့ပါတယ်။ဒီနေ့ဒီကာလမှာမီဒီယာတွေကတန့်စင်တို့စိုးလင်းဦးတို့ဘရော်နီကာတို့ရဲ့နောက်ကိုခြောက်လိုက်ခဲ့သလိုအဲ့ဒီချိန်တုန်းကအန်တိုနီယာအန်တိုနီယာရဲ့လို့ဖြစ်ခဲ့ကြတာပါ။ YouTube မှာဆိုရင်အချိန်တစ်ခါလုံးစီကသူမရဲ့အောင်မြင်ကြော်ကြားခဲ့မှုတွေကိုပြန်လည်ရှာဖွေကြည့်လို့ရနိုင်ပါသေးတယ်။ဘိုဇီနာအန်တိုနီယာဟာအောင်လအန်ဆန်တီယယ်ထန်ဟိုတော်တို့နဲ့တခစ်သေးလို့ထွန်းတောက်လာခဲ့သူပါ။အောင်လအန်ဆန်ရဲ့ဝမ်းရံအားပေးမှုတွေအောင်လအန်ဆန်ရဲ့ပံ့ပိုးကူညီမှုတွေကိုအများကြီးရရှိခဲ့တဲ့မြန်မာအမျိုးသမီးဖိုက်တာလည်းဖြစ်ပါတယ်။ One Championship မှာ9ပွဲထိုးခဲ့ပြီးတဲ့နောက်ဘိုဇီနာအန်တိုနီယာကလုံးဝကိုပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ပွဲစဉ်9ပွဲမှာဘိုဇီနာအန်တိုနီယာက3ပွဲအနိုင်ရပြီး2ပွဲရှုံးနေခဲ့ပါတယ်။2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာအန်တိုနီယာက One Championship ပထမဆုံးပွဲစဉ်ကိုထိုးပြီးပွဲထွက်လာခဲ့ပါတယ်။2019ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာပရစီလာကိုအရေးနေလိုက်ရတဲ့ပွဲစဉ်ပြီးတဲ့နောက်ဘိုဇီနာအန်တိုနီယာကဖိုက်ပြိုင်ပွဲတွေကနေလုံးဝကိုပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့်လေပရိသတ်အများစုကသူမရဲ့ပုံရိပ်ကိုရောသူမရဲ့နာမည်ကိုပါမိမိပျောက်ဖြစ်သွားတော့တာပါ။ဘိုဇီနာအန်တိုနီယာဟာလက်ရှိမှာတော့မိသားစုဘဝလေးကိုထူထောင်ပြီးဘဝကိုဖြတ်သန်းလို့နေပါပြီ။သူမနဲ့သူမရဲ့ခင်မွန်းတို့မှာရင်သွေးလေးတူလည်းထွန်းကားနေဖြစ်ပါတယ်။သူမတို့ရဲ့သားလေးအန်ဒရူးဟာသက်တနစ်ပြည့်ခဲ့ပြီဆိုတဲ့အကြောင်းကိုလည်းပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကဘိုဇီယာအန်တိုနီယာဟာသိပြီးခဲ့ပါသေးတယ်။ပရိသတ်တွေပြပြောင်းနေဖြစ်တဲ့မြန်မာပထမဆုံး MMA Fighter အမျိုးသမီးဘိုဇီနာအန်တိုနီယာနဲ့သူမရဲ့လက်ရှိဘဝဖြတ်သန်းနေပုံတွေကိုအမှတ်တရတစ်ခုဖြစ်တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။